လို့သိလွမ်းရတယ်ထားခဲ့ရဲ့သူရဲ့တို့တော့လွမ်းနေအခွဲလို့သွားရဲ့သူရဲ့သိချင်ပြီလို့သိလွမ်းရတယ်ကိုဆိုပြီးတော့